ဒီနေ့ media တော့ကျွန်တော်တို့ဒီ batch 20ရမှာနောက်ဆုံး meeting ဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တာတော့ကျွန်တော်တင်တန်းလေးကိုအခုလိုမျိုးပေါ့နော်ရုံကြည်လာပြီးတော့ join ပြီးတဲ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ density မြင့်ကျော် 50cc license ရဖို့ဆိုရင်ကျွန်တော်အဆင့်တစ်ခုရှိတယ်ကာကာရှိခံလို့ခေါ်တဲ့ရေပြင်နဲ့ဒုတိယတစ်ခုကဒီနိုခိုရှိလို့ခေါ်တဲ့ဒီတင်မောင်းပေါ့နော်လက်တွေ့တင်ကြပေးတာဆိုတော့အဲ့နှစ်ခုရှိတယ်အဲ့နှစ်ခုထဲမှာဒီဂီနိုခိုရှိလို့ခေါ်တဲ့တင်မောင်းလက်တွေ့တင်ကြပေးတာမကက်ခဲဘူးကျွန်တော်ပြောလို့ပဲသူတတ်မှတ်ထားတဲ့အချိန်ပေါ့နော်သူလေ့ကျင့်ပေးတာတွေကိုတူတူလိုက်ပြီးတော့ဆိုင်ငယ်စီးပေးရပြီဆိုင်ငယ်စီးတယ်လားမစီးတော့ဘူးဆိုတော့စာမွေးဆက်တာမဟုတ်ဘူးဆိုင်ငယ်စီးတင်ပေးတာပေါ့နော်โอเคနောက်တစ်ခုကကျွန်တော်ကာကာရှိကရေးဖြေအောင်ကြားရှိတယ်ဆိုတော့ density micro ရဖို့ဆိုရင်ဒီရေးဖြေကအဓိက main လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ရေးဖြေအောင်ရင်ကျွန်တော်ဆိုင်ငယ်လိုက်စင်ရပြီလို့ပြောလို့ရတယ်ဆိုတော့ရေးဖြေပေါ့နော်အဲ့တော့ရေးဖြေကကျွန်တော်တချို့တွေဆိုရင်ဒါကျွန်တော်တင်ပြတင်ကားဆိုင်တခြားလိုက်ကြည့်ရဆိုရင်အခုဆိုရင်ဒါမေကွန်ဟောင်းနေပေါ့နော်မိုကီမွန်တိုင်းနေထိရောက်နေပြီမိုကီတက်စတိုတွေထိရောက်နေပြီလို့ထင်တယ်ဆိုတော့အဲ့လိုတွေဆိုရင်ဒါမေကွန်ပုတ်ရည်တွေတခြားသိနေပြီတဲ့ဆိုတော့မေကွန်ပုတ်ရည်ကအပုတ်ကြီးက48ပုတ်ရှိတယ်ပေါ့နော်အဲ့ဒီ48ပုတ်ရှိရဆိုတဲ့နေရာမှာကျွန်တော်အမှတ်ပြည့်က50ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်နံပါတ်1ကနေနံပါတ်46ထိကကျွန်တော်ဒီပုတ်ကိုတမန်နှုံးနဲ့ပေးတယ်နောက်တစ်ခုနံပါတ်49 48ပေါ့နော်နောက်ဆုံးနှစ်ပုတ်49 48ကကျွန်တော်ဒီပုတ်ကိုနှစ်မှတ်ပေးပါတယ်ဘာလို့နှစ်မှတ်ပေးရလဲဆိုတော့ကျွန်တော်49မှာဆိုရင်လည်းပဲအပုတ်လေး3ပုတ်ပါတယ်တင်ပါနံပါတ်48မှာဆိုလည်းပဲအပုတ်လေး3ပုတ်ပါတယ်ဆိုတော့ဒီ49 48က elastomon တိုင်းပေါ့နော်ကျွန်တော်ပုံလေးကြည့်ပြီးတော့ဖြေရတဲ့မေကွန်လေးဖြစ်တယ်ဆိုတော့အဲကြောင့်မို့လို့အဲ့ဒီနံပါတ်49 48ကသူ့ထဲမှာပါတဲ့မေကွန်ပုတ်လေး3ပုတ်လုံးပေါ့နော်အဲ့မေကွန်ပုတ်လေး3ပုတ်လုံးမှန်မှနှစ်မှတ်ရမှာဖြစ်ပါတယ်တပုံမှားတယ်ဆိုတာနဲ့နှစ်မှတ်မှရမှာမဟုတ်ပါဘူးပြောချင်တာနှစ်ပုတ်မှန်တယ်တပုံမှားကျွန်တော်တို့မှတ်ဝက်တမှတ်ရလားဆိုတော့မရဘူးအကုန်လုံးမှန်မှနှစ်မှတ်ရမှာတပုံမှားနဲ့တမှတ်မှမရဘူးဆိုတော့49 48ကတပုတ်ကိုနှစ်မှတ်ရတာဆိုပေမဲ့ပုတ်လေး3ပုတ်လုံးမှန်အောင်ဖြေဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့မေကွန်ပုတ်ကြီးကိုကျွန်တော်ပြောမယ်ဆိုရင်တိကျကျပြောမယ်ဆိုရင်ပေါ့နော်တိကျကျပြောမယ်ဆိုရင်စုစုပေါင်း52ပုတ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့ဆိုတော့49 48ကတပုတ်ကို3ပုတ်3ပုတ်စီပါတာပေါ့ဆိုတော့တိကျပြောမယ်ဆိုရင်52ပုတ်အပုတ်ကြီးကြီးတွေပဲရေးတွက်မယ်ဆိုရင်ဒါ49ပုတ်ဒါထားပါတော့အဲ့တော့ဖြည့်ဆိုချိန်ပေါ့နော်ဖြည့်ဆိုချိန်ကကျွန်တော်တို့မိနစ်30ပဲချိန်ရပါတယ်မိနစ်30ပဲချိန်ရမယ်နောက်တစ်ခုအမှတ်ပေါ့နော်အမှတ်ကကျွန်တော်တို့အမှတ်ပြည့်50ပေးတဲ့နေရာရှိတယ်လို့အမှတ်ပြည့်100ပေးတဲ့နေရာလည်းရှိတယ်ဒါစာဝက်ပြည့်တဲ့နေရာပေါ်မူတည်တယ်အဲ့တော့အမှတ်ပြည့်ကသူ့အနကူဘယ်နှမှတ်ပဲပေးအောင်ချက်ကကျွန်တော်တို့90ခန်းတော့ထည့်ရမှာအောင်ပါပေါ့နော်အဲ့လိုမှတ်ထားလိုက်ရပြီဗျာဒါဆိုတော့အမှတ်ပေးစီးမြရတော့တနေရာတူချင်မှတူလိုက်ပါပေါ့နော်โอเคဆိုတော့အမှတ်ပြည့်50ပေးတဲ့နေရာတွေတော့ဒါတပုတ်တစ်မှတ်ပေးလို့အမှတ်ပြည့်100ပေးတဲ့နေရာတွေတော့ဒါတပုတ်2မှတ်ပေးလို့ပဲမှတ်လိုက်ပါနော်အဲ့လိုမှတ်လိုက်ရှင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်အပုတ်ရည်တွေကိုဘာလို့တေချာတွက်ပြနေရလဲဆိုတော့ကျွန်တော်အချိန်ကိုတွက်ရမှာပေါ့နော်အချိန်ကိုတွက်ကြည့်ရထားပါတော့ကျွန်တော်49ပုံနဲ့တွက်မယ်ဆိုတော့ဒါကျွန်တော်တပုတ်ကို40စက္ကန့်လောက်ချိန်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အပုတ်တိတိလေးပါတွက်ပြီး52ပုတ်တွက်လိုက်မယ်ဆိုရင်ကျွန်တော်တပုတ်ကို34စက္ကန့်ဓာတ်မ34 point ဘလောက်ဆိုပြီးရပြီကျွန်တော်34 point ဘလောက်ရပြီအဲ့တော့ပြောစမ်း34စက္ကန့်လောက်ပဲရမှာကျွန်တော်တို့ကတပုတ်ကိုဖြည့်ဆိုခြင်းက34စက္ကန့်ရတာဖြစ်တဲ့အတွက်အများကြီးစဉ်းစားလို့မရဘူးစဉ်းစားကြည့်34စက္ကန့်ဆိုတာချက်ချင်းပြည့်တယ်ပဲချိန်ရကျွန်တော်မေကွန်ပုတ်လေးတော်တော်လေးဆိုထားလိုက်ပါတော့တချို့မေကွန်ပုတ်တွေတအားရှိတယ်စဉ်းစားမဲ့မေကွန်တွေဆိုကျွန်တော်34စက္ကန့်နဲ့စဉ်းစားဖို့ဆိုတာတော်တော်လေးကိုခဲရင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြီးရင်ဖြည့်ပြီးသွားပြီဆိုရင်လည်းပြီးသွားပြီဆိုတော့ပြောအင်းဆိုပြီးတော့ထပ်မအောင်ဗျာကျွန်တော်ပြန်စစ်ချင်တယ်တင်မလားကျွန်တော်ဝိုင်းထားတွေမှန်ရလားကျွန်တော်ရွေးထားတွေမှန်ရလားတခြားပြန်စစ်ချင်တယ်ဆိုတော့အဲ့လိုတွေပါကျွန်တော်အချိန်တွက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့9မိနစ်လောက်ကအချိန်ကိုရှိနေမှာဆင်ပြေမှာတင်မလားဆိုတော့အဲ့တော့တပုတ်ကိုကျွန်တော်30စက္ကန့်လောက်ပဲရရလို့တွက်ထန်ရတယ်ဒါကကျွန်တော်ဘာကြောင့်ပြောနေရလဲဆိုတော့ကိုရိုမာတို့ကိုယ်တိုင်ဖြည့်ကြည့်ရချိန်မှာပေါ့နော်ဒါကျွန်တော်စာအုပ်စုံလည်းပဲဒါကျွန်တော် Mogi Test တို့ဒိုင်းစမ်းကြိုက်ပေါ့နော်နောက်ဆုံးဟာကိုကျွန်တော်လုံးဝချမ်းမိခဲ့ကျွန်တော်လုံးဝမရှင်းပြတိတိုင်းကိုကတော့ကိုအချိန်တွက်ပြီးဖြည့်ပါဆိုပြီးကျွန်တော်နော်အဓိကဘာကိုကျွန်တော်ကတိစေချင်တာလဲဆိုတော့ကိုယ့်ရဲ့ flow ပေါ့နော်ကိုယ့်ရဲ့ flow ကိုတိစေချင်တာကျွန်တော်ထောက်တော့ငါနေကွန်းပုတ်30လောက်ရောက်ပြီဆိုတော့အချိန်ကဒီလောက်ရှိနေပြီအဲ့လောက်ကိုတိချင်တာဗျတိစေချင်တာတိရမလားအဲ့လိုမျိုး flow လေးတိစေချင်တာအဲ့လိုမဟုတ်ဘူးဆိုရင်ကိုတို့စာမွေးခန်းထဲမှာကျတော့ကိုယ့်ကိုဖြည့်နေချိန်မှာအခုလောက်ဖြည့်နေတာအချိန်ဘယ်လောက်ရောက်နေပြီလဲအချိန်ဘယ်လောက်ပဲကြံတော့ရလဲဆိုတော့ဟာကိုယ့်ကိုတိမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမတိရချင်မကောင်းဘူးအဲ့ဆိုရင်ကျွန်တော်လောတာတို့အချိန်လိုပါလေးဆိုပြီး AC လုံးမရအဲ့လိုမျိုးဖြစ်သွားနိုင်တယ်အဲကြောင့်မို့ဖြည့်တဲ့အချိန်မှာအကောင့်ကိုဖြည့်တဲ့အချိန်မှာအချိန်လေးတခြားမှတ်ပြီးတော့ဖြည့်စေချင်တယ်ပေါ့နော်အဲတော့နောက်ဆုံးအနေနဲ့ပြောချင်တာတော့ကျွန်တော်တင်ပြတဲ့တင်ကန်းဆိုင်တခြားကြည်ညက်အောင်ကြည့်သွားပါကျွန်တော်တင်ပြမိကွန်းတွေအကုန်လုံးရရဆိုရင်ကျင်းနေပါကိုလိုမအောင်ပါတယ်ကြားစရာအကြောင်းဘာတစ်စက်မှမရှိပါဘူးဆိုတော့ကျွန်တော် pass me မှာလည်းပြောပြတယ်ဟိုကလေ့လာလို့ဒီကလေ့လာလို့မလုံနဲ့ပြောချင်တာကျွန်တော်တင်ပြရတဲ့ကြည့်တယ်ကိုကတော့ application တွေလည်းရှိတယ်ဗျာဆို application နဲ့ပြန်ကြည့်တယ် Google ကနေရှာမိကောင်းတွေလည်းရှာကြည့်တာမျိုးတော့နောက်တစ်ခု YouTube ကနေကြည့်ရမျိုးလို့မျိုးမလုံးနဲ့ပေါ့နော်ကျွန်တော်တင်ပြရဲ့ကျင်းညောက်ကြည့်တွားပြီးအားပြီးအောင်ကျွန်တော်တင်ပြရဲ့တအားများလွန်းနေအမှန်တကယ်ကျွန်တော်တော့တင်ကန်းစာတွေရှော့ကျင်နေပါပေါ့နော်တအားများလွန်းလို့မလို့ကျွန်တော်အားကြောင့်မလို့အဲ့လောက်ဖိကြည့်ရင်ရပြီပေါ့နော်အဲ့ဒါပို့ပြီးကြည့်စရာမလိုပါဘူးအခုကစပြီးတော့ကျွန်တော်မိဘရက်ခံစရာလေးတစ်ခုရှိပါတယ်ကျွန်တော် feedback လေးပြန်ပေးသေးခြင်းပေါ့နော်ဟို feedback ဆိုတဲ့နေရာမှာကျွန်တော်ပြောလို့ပဲကောင်းတာလည်းရတယ်ဆိုးရလည်းရတယ်အကိုတို့အမားတို့ရဲ့အမြင်ကိုပြောပါနော်ကျွန်တော်တင်တဲ့အမြင်ကိုပြော okay
အဆင်ပြေပါတယ်ဘာမှခက်ခဲပေါ့နော်ဟိုအရာပြောစရာမရှိဘူးပေါ့နော်အကုန်လုံးအဆင်ပြေတယ်ဒီတင်ပြတာလဲအရှိမအရှိရစာမျက်နှာကိုရှင်းပြတာတော့မှကအဲ့လိုစာသားရဲ့ဒီစာကတော့ဒါဒီရဲ့ခိုတိုးပါတော့ပါပြီးပြီပဲနောက်စာမျက်နှာရောက်သွားလို့ရှိရင်တော့ဒီခိုတိုးပါပြောစရာမလိုတော့အဲ့လိုမပြောဘဲနဲ့နောက်အစ်စ်မှာလည်းပဲဒီတိုင်းပဲအစအနေဆုံးအဲ့လိုပြန်ရှင်းပြတာလေးရသဘောကျဖို့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရှိရတင်ခဲ့ပဲဆိုပေမဲ့လည်းနောက်ကဟာရကြည့်မှရမယ်လေမိညာမျိုးရှိရဆိုတော့စိတ်ဝင်စားရပေါ့ဒါပေမဲ့ဟိုတော့အချိန်ကြာနေဆိုပေမဲ့လည်းအဲ့အချိန်ပေါ့နော်တင်ထားတဲ့ဗီဒီယိုကိုအစနေအဆုံးထိတေးချာလေးကြည့်မယ်ဆိုရင်တစ်ခေါက်တည်းနဲ့ပြီးတယ်ပေါ့နော်လို့နှစ်ခေါက်ပြန်ကြည့်စရာမလိုတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့တေးချာရှင်းပြထားတယ်စာတိုင်းမဟုတ်ဘဲနဲ့ဟိုမှာဒီဒါမင်းလေးဆွဲပြီးတော့မှဘယ်လိုလုပ်ရလဲဆိုတဲ့ပုံစံလေးရောပါတော့အဆင်ပြေပေါ့တစ်ခေါက်တည်းကြည့်ရတယ်လေဟိုကျွန်တော်ကဟိုအာရှတကုံပါဗျအခုလည်းအာရှတကုံနော်ဟုတ်ကဲ့ဟုတ်ဟုတ်တင်နဲ့အဆင်ပြေပါတယ်ကိုဟိုပါအခုအရေးကြီးတဲ့ဥစ္စာဆိုရင်လည်းထက်ကပြောပြပေးရဆိုတော့ပြီးလို့ရှိရင်ကလေးစာတင်လို့ပဲမြန်မာလိုကြာကြီးပဲပြောပြပေးရဆိုတော့အဆင်ပြေပါတယ်ကိုဟုတ်တင်နာကတော့ကောင်းပါနဲ့ကိုဟုတ်နားတော်လားများတော့မသိတော့အခုတန်းနားထဲမှာစိုးရင်အဲ့လိုဖြစ်ဒါဆိုနေโอเคဟုတ်ကျေးဇူးပါဟုတ်ဒီမှာကျွန်တော်ဥမာကျွန်တော်အခုဂျပန်ရောက်တာမကြာသေးတယ်ကျွန်တော်ဘာသာစကားအခက်အခဲရှိတယ်ဗျခုနကကိုအဲ့လိုရှင်းပြပမာဘယ်လိုလုပ်ရတဲ့ step တွေကိုရှာရင်တော်တော်ခက်ခဲတယ်ဗျဆိုတော့ကိုအဲ့လိုရှင်းဘယ်လို step တွေတော့ရတယ်ဘယ်လိုလုပ်ရတယ်ဆိုအဲ့လိုမျိုးတွေတေချာလေးရှင်းပြပြီးတော့ကိုတက်အရန်လွယ်ကူတယ်ပေါ့ကိုဖြည့်တဲ့ချိန်ကြံဖြည့်ရတယ်မျိုးပေါ့အဲ့တော့တော်တော်ကောင်းတယ်ဗျတင်တန်းကိုအကောင်းဆိုးကတော့ဘယ်လိုကျွန်တော်အဲ့လောက်ကြာကျွန်တော်လည်းဟိုကောင်းလားဆိုတော့ FIFA တော့ပေးတယ်ဗျာလို့ဗျာဖုန်းလင်းပြောဗျာကြည့်ပါဖုန်းလင်းပြောတာဒီပန်းကတော့ကျွန်တော်တို့အဆင်မပြေဘူးဒီပန်းကတော့အဆင်ပြေတယ်ကြိုက်ပြောဟုတ်ဒါမှကျွန်တော်ပြင်ဆင်လို့ရမှာဗျာသိရမလားဟုတ်တင်နာပြူတာတွေကတော့ကောင်းတယ်ဗျာဟိုပွပွလေးပြောရရင်တော့ဟိုရှင်းပြတာတွေပါတယ်တချို့ဟာအမှန်တမ်းပြောရရင်တချို့ကလုံးတွေတော်တော်များများနားမလည်ဘူးဗျာသိဟုတ်ဆိုတော့ကိုယ်တိုင်လည်းအဲ့ဒါယူတကူတကကြီး Google Translate နဲ့ပြန်ဖို့ကြအောင်လဲကျွန်တော်အချိန်လေးမရတာနဲ့အဲ့လိုမျိုးလေးဖြစ်တော့အခုတင်မေးတာတွေပါတယ်ကြတော့ဟိုတင်မေးတာတွေကောင်းတယ်ဟုတ်အဲ့တခုတော့ကောင်းပါတယ်ဟုတ်တင်တန်းတော့ဟုတ်တင်မေးတာပြောတာနားလဲရလွယ်တယ်ပေါ့နော်ဟုတ်ကျွန်တော်တော့အစိုးတဲ့ဟာတော့မရှိပါဘူးတင်ဟိုအဆင်ပြေပါတယ်ဟုတ်ကဲFIFA အရာပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲတခါကြလို့ရှိရင်အကိုရှင်းပြတဲ့အချိန်ပေါ့နော်အကိုရှင်းပြတာနားလေပေမဲ့အဲ့ဒီရှင်းပြတဲ့အကြောင်းအရာကဘယ်လိုပြောမလဲမမြင်တာပေါ့နော်ဘာပြောချင်လဲမြင်နေတာပေါ့နော်ဒီဟာကဘာပြောရလဲဆိုတော့အဲ့လိုမျိုးမမြင်ရဘူးပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်ကွာတခါတည်းအကိုကပုံနဲ့တကွရှင်းပြတာပေါ့တကယ်အပြင်မှာဒီလိုဟာပါဆိုပြီးတော့အဲ့ပုံနဲ့တကွရှင်းပြတာပို့ပြီးတော့နားလဲလွယ်မယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါပါပဲကျန်တာအကုန်လုံးကောင်းပါတယ်very good very nice okay ကျွန်တော်အဲ့ပိုင်းလေးကျွန်တော်ပြင်ပေးမယ်ပေါ့နော်ကျွန်တော် video editing လေးပြန်လုပ်လိုက်ကျွန်တော်အဲ့ပိုင်းလေးကျွန်တော်ပြန်ထည့်ပေးပါမယ်ဟုတ်ပါစာတင်တာတော့တော်တော်နားလေတယ်ဒီမှာတော့အဲ့လိုမျိုးနည်းနည်းတုံးဝင်းလို့တော့မသိဘူးအဲ့လိုပုံလေးနဲ့လမ်းဒီလိုလေးတုံးလေးအဲ့လိုလေးတွေဆွဲပြီးတော့တေချာတင်ပြရဆိုတော့တော်တော်နားလေတယ်ကျွန်တော်တော့တိုးတာတော့မရှိပါဘူးဒီမှာမြင်တော့သာသနာကောင်းပါလေကျွန်တော် M4 ပဲပြီးပြီမဲ့တော်တော်နားလေကျွန်တော်တင်တန်းအကြောင်းကားလေးစသည်ပါဗျာဟုတ်ပေးပါလေအရှာတကွန်ပဲလားအရှာတကွန်မဟုတ်ဘူးဟာကိုဒန်ဝင်းအကြောင်းပါဟုတ်အဆင်ပြေပါလေဗျာဟုတ်သင်ရတာတော့ကောင်းပါလေဟိုဘယ်လိုပြောမလဲကိုယ့်ဘက်ကလိုအပ်ချက်တွေအတော်များတယ်လေဟုတ်ကိုယ့်ကလိုအပ်ချက်ပဲရှိတာပါကိုယ့်ဘက်ကတော့ကောင်းပါတယ်ဟုတ်ဒီတန်းဘန်းနေစပြီးလဲဆိုတော့အာရှတကောင်ကနေမိတ်ဆက်ပေးတာအာရှတကောင်နော်ဟုတ်အဲ့ဒီလမ်းနေဟိုသတင်းစာကော်လာနဲ့သွားမှာဆိုတော့ဆင်ကယ်လေးစင်ဟိုဟုတ်ဒီတူတယ်ဟုတ်တင်တန်းရောကြည့်ပြရတာဟုတ်ကဲ့ကြည့်ပြပါတယ်စပိုင်းကတော့သိဟိုရွာမှာဆိုတော့ line သိမရလို့လေကြည့်ပြအခုမှရန်ကုန်ပြန်လာလို့အခုမှကြည့်ပြတာစင်ပြေတော့ကြည့်ရတာဟုတ်ကဲ့စင်ပြေအာရှတကွန်စုံလာမေးတယ်နော်ကျောင်းသားတွေစာလိုက်နိုင်ရလားဗလားဆိုပြီးတော့ကျွန်တော်တို့ပြန်ပြလိုက်ပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲကျွန်တော်တို့စာလာမေးရတော့မရှိဘူးလို့အဲကြောင့်စာရရထင်ပါတယ်ဟုတ်ကဲ့ကဲはい
review ကကြတော့သူများတော့မသိဘူးညီမကတော့တော်တော်အဆင်ပြေလို့ခံစားရတယ်ရှင်းတာလေတော်တော်နားလေလွယ်တယ်ဒါမဲ့လေတချို့ဗီဒီယိုတွေကြတော့လေဒါမဲ့အကူကတော့ခုနပြောတော့ပါတယ်တေချာဟိုကျန်တဲ့အမတွေလည်းပြောရတယ်ဆိုတော့တေချာလေးရှင်းပြနေတော့အချိန်ကြာတော့2 နာရီကြာတဲ့ဗီဒီယိုရှိရလူဒါမဲ့2 ပုတ် 3 ပုတ်လောက်ပဲတင်နေအဲ့လောက်ဗီဒီယိုတွေကြတော့လေသူများတော့မသိဘူးကြာကျတော့ပြင်းတော့1 နာရီလောက်ကြလို့ရှိရင်ကြည့်ကျင်တော့ဖြစ်သွားဒါမှမဟုတ်တနာရီလောက်ဗီဒီယိုတွေကြတော့ခဏနေအောင်ပြီးတော့မှနဲ့ပြီးတော့မယ်လေအဲ့2 နာရီဗီဒီယိုတွေကြတော့1 နာရီလောက်ဆိုပြင်းပြီးတော့ဆက်မကြည့်ချင်တော့ဖြစ်သွားဟိုင်ဒါမဲ့ rate ကတော့ခေါ်မှခေါ်ပေးပါတယ်はいありがとうございます Okay အဲ့တော့ဟိုကျေးဇူးတင်ပါတယ်ပေါ့နော်ကျွန်တော်ဒီတခါတော့ကျွန်တော်ဒီတခါ best 20မှာတော့ဘယ်သူမှမပြောလို့ထင်ထားပေမဲ့နောက်ဆုံးပိတ်အိမ်နဲ့လွယ်မကျင်စင်လင်းကျွန်တော်ပြောသွားတယ်ပေါ့နော်ခါတိုင်းမှာဆိုရင်ကျွန်တော် meeting တွေလုပ်တိုင်းကျွန်တော် feedback လုပ်တဲ့ဒီနောက်ဆုံး meeting မှာဆိုရင်ဘာပြောလဲဆိုတော့စာတင်တာကောင်းတယ်ပေါ့နော်ဒါကျွန်တော်ကြားနေကြမှန်ပြောစာတင်တာကောင်းတယ်ဒါကတော်တော်များများပြောတယ်နောက်တစ်ခုအဲ့ဒါများပေါ့နော်နောက်တစ်ခုမကောင်းတာပြောတဲ့ခါမှာဘာများလဲဆိုတော့နှစ်ခုရှိတယ်ပေါ့နော်ပထမတစ်ခုကတချို့လူကြတော့စာတင်တာအားကြတယ်ပြောရပေါ့နော်ဒါတော့သူတို့ကဂျပန်စာလည်းပဲ undo တို့တာကျွတ်နေလို့ဖြစ်ကောင်းဖြစ်နိုင်ပေါ့နော်လို့တွေတကယ်တကယ်အမှန်တမ်းပြောတာပါကျွန်တော်တင်ပြရကြတော့ထင်မလားနှစ်ခါလောက်ပြန်ရှင်းလိုက်ကြသူတို့လည်းဟိုနည်းနည်းစိတ်မရှိရဖြစ်ကောင်းဖြစ်နိုင်ပေါ့နော်ဆိုတော့အိပ်ပိုင်ရှိတဲ့ခါရှိတယ်ဒါပထမတိုင်းဒါပေမဲ့အဲ့ဒါတော်တော်နည်းပါတယ်များသွားပြန်တော့ကောင်းတယ်သူတို့စာရလည်းပဲဟိုတခါတည်းခေါင်းနဲ့ပတ်ပို့ပြီးတော့မှတ်မိတယ်ပြန်ကြည့်စရာမလိုဘူးအဲ့လိုလူကတော့များတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့ဒီဟိုပါပေါ့နော်သင်ခန်းစာဗီဒီယိုရှိတာဒါတော်တော်လေးကိုပြောများတယ်ပေါ့နော်မကောင်းတဲ့ချက်ဆိုအဲ့ချက်ပါနော်ဆိုတော့အဲ့2 နာရီလောက်ကြည့်သင်ခန်းစာဗီဒီယိုတအားရှိတဲ့အတွက်ဟိုနည်းနည်းတုံရင်ပိုကောင်းတယ်ပြောပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ပြောပါတယ်အဲ့ဒါကျွန်တော်ပြောရပေါ့နော်သင်ခန်းစာဗီဒီယိုကကျွန်တော်တိုးလို့မရဘူးတိုးလို့ရတခုပဲရှိတယ်ကျွန်တော်အဲ့ဗီဒီယို2 ပုတ်ခွဲလိုက်ရောပေါ့နော်2 ပုတ်ခွဲလိုက်မယ်ဆိုရင်သင်ခန်းစာတော့1 နာရီလောက်တိုးတော့မယ်ဒါပေမဲ့အပုတ်ကြီးကပိုပြီးများလာမယ်ပေါ့နော်ဆိုတော့တစ်ခုပဲပြောပါတော့ကျွန်တော်အဲ့ဒါတော့တိုးပေးလို့တော့မရဘူးပေါ့နော်ကျွန်တော်ပုတ်ကြီးခွဲမလားဒါပဲရှိရပေါ့နော်Okay ဘယ်လိုဖြစ်ပါありがとうございますはいဆိုတော့နောက်ဆုံးနေ့ပြောချင်တာတော့ကျွန်တော်တင်ပြတဲ့သင်ခန်းစာတွေကိုတခြားကြည့်ပြောင်းကြည့်သွားပါဆိုတော့ရှေ့လျှောက် license ဖြည့်ပြည့်ဖြစ်စေမယ်ဖြည့်ပြည့်ဖြစ်စေမယ်ဒါတွေကဟိုအများကြီးသုံးဝင်ပါတယ်ပေါ့နော် Okay နောက်တစ်ခုကကျွန်တော်နောက်ပိုင်းပေါ့နော်ကျွန်တော်ခုနကပဲကျွန်တော်ဗာလုပ်နေလဲဆိုတော့ဒီကားလိုင်စင်ဘင်ကြီးလိုင်စင်အတန်းပေါ့နော်အဲ့ဒီတန်းဖွင့်ဖို့လည်းကျွန်တော်ပြင်ဆင်နေတယ်ဆိုတော့ဟိုမန်ပြောတော့ပါကိုလိုမတော့ကျွန်တော်ဒီမှာလာပြီးတက်စရာမလိုပေါ့နော်ခုကျွန်တော်တင်ပြတဲ့သင်ခန်းစာတခြားကျင်ရဲ့ရှေ့လျှောက်တခြားရဲ့ကားလိုင်စင်ဘင်ကြီးလိုင်စင်ယူတဲ့ချိန်မှာကျင်းနေပါအသုံးဝင်လိုက်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အတန်းဖွင့်ပြင်လဲကျွန်တော်တစ်ချက်ဒီ group မှာတော့ဒီ batch မှာတော့ကျွန်တော်လာပြီးတော့အကြောင်းတော့ကြားပေးမယ်ပေါ့နော်ကျွန်တော်ဒီမျိုးတန်းဖွင့်ထားရှိရလာတစ်ချက်တက်လို့ရတယ်ဒါဘာကြောင့်အကြောင်းကြားရလဲဆိုတော့ဟိုကျွန်တော်ကတစ်ခုရှိရပေါ့နော်ဒါတချို့လူလည်းသိပါမှာကျွန်တော်တင်စီမှာတင်တန်းတစ်ခုတက်ထားဆိုကျွန်တော်နောက်ထပ်တင်တန်းတစ်ခုတက်တဲ့ချိန်မှာကျွန်တော် discount ချပေးရပေါ့နော်ကျွန်တော်လာမျိုးကြောင့်မှာထားပြင်ဒီကြားထဲမှာကျွန်တော်နားမလည်တာမရှင်းတာပေါ့နော်တစ်ခုခု dimensional ရှင်းကျွန်တော်လာပြီးတော့ချိန်မရွေးတိ messenger နဲ့လာပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ်ကျွန်တော် meeting တွေကတော့မရှိတော့ဘူးဆိုပေမဲ့လာပြီးတော့ချိန်မရွေးမေးလို့ရတယ်ပေါ့နော်